မုံတိုင်းရှိရဆိုရဲဂျားတွေကရွှေမိုးရာဒီမှာကြိုက်ထီကိုသွားခဲ့ vlog လေးဖြစ်ပါရဲ့ရှင်။ Hello ဒီတစ်ခါတော့ရန်ကုန်ကနေပြီးတော့မွန်ပြည်နယ်ကြိုက်ထီကိုသွားမဲ့ vlog လေးဖြစ်ပါရဲ့။မနက်6နာရီမှာ expert ကနေပဲစထွက်ခဲ့ပါရဲ့ရှင်။လမ်းမှာတော့မိုးရီတပွဲပွဲရွာနေပြီးတော့လွမ်းဆွေးစရာလေးပေါ့။ရွှေရတော့မိုးရာဒီနဲ့ဆောင်းရာဒီမှာခီးထွက်ရတာအရန်ကြိုက်ပါရဲ့။ကားပေါ်မှာဘိုက်ဆိုင်စားဖို့အတွက်မုတ်တွေလည်းအများကြီးဝယ်လာပါရဲ့။ရွှေတို့သွားရဲကားနေပြီးတော့ကျွေးတဲ့မုတ်လေးပဲဖြစ်ပါရဲ့။ပဲခူးရောက်တော့လမ်းမှာတစ်ခါခဏနားပါရဲ့။နားရဲ့ချိန်မှာမနက်စာစားပါရဲ့။ရွှေရတော့အတုတ်တပွဲမှာလိုက်ပါရဲ့။အတုတ်ထဲမှာအခုလိုမျိုးကြက်သားတွေလည်းပါပါရဲ့။အရသာကို rating ပေးရမယ်ဆိုရင်တော့50ပါရာသီဥတုကအေးလို့ပဲအခုလိုမျိုး6ကက်ကက်ဖြစ်နေရပဲလားတော့မသိပါဘူးနေရာဒေသကြောင့်ပဲအရသာကွာခြားရလားတော့မသိဘူးဒါပေမဲ့ပဲခူးပဲရှိပါသေးတယ်တပွဲ4000ဆိုတော့ကောင်းအောင်စားခဲ့ပါရဲ့ရှင်ဆက်ပြီးတော့ခီးဆက်ထွက်ပါရဲ့မနက်9နာရီမှာတော့ကြိုက်ထိုးစားရောက်ပါပြီရှင်ခုပြောဦးမယ်ရန်ကုန်မြို့ပြင်ကိုထွက်လိုက်တာနဲ့အင်တာနက်လိုင်းလောကမမိတော့ပါဘူးရှင်ကားပေါ်မှာသချင်းတွေပါတယ်လက်အောင်ချင်လို့ရှိရင်တော့အိမ်ကနေပြီးတော့ကျွတ်တင်တောင်းလာခဲ့ပါခုကတော့တောင်ချေကကမွန်းစကောင်းကိုစရောက်ပါပြီလမ်းတောက်လျှောက်မှာဈေးတွေရောအများကြီးပဲရောက်တာတော့10နာရီကျော်လောက်ရောက်သွားပါရဲ့အရန်ဟင်းလေးပွဲနဲ့အသားဟင်းတပွဲထမင်းအဝစား1000ပေးရတဲ့ဆိုင်မှာစားခဲ့ပါရဲ့စိုက်ကြီးရောဆိုင်တော်တော်များအဝစားတွေပါပဲဈေးတွေကတော့ပုံမှန်8000တောင်းပါအရန်ဟင်းတွေကတော့ချမောင်ကျော်ပဲပုတ်စစ်ကျော်ဒီဟာလေးကတော့ဝေးသီးကျော်လားမသိတိုးမြုပ်တွေကအခုလိုအစုံပါတယ်ရွှေရတော့အသားဟင်းကိုစိတ်ကလေးစားနဲ့ဆက်သားဟင်းကိုမှားလိုက်ပါရဲ့ရှင်အရင်ဟင်းကတော့မြင့်ချင်ဟင်းပါပါရဲ့ဈေးရတောင်းပေးရရဆိုပေမဲ့သူအရသာနဲ့သူကတော့စားရတာအဆင်ပြေပါပြီးတော့ချမောင်ကျော်လေးကလည်းအဆက်ဟက်တော်တဲ့ပါရွှေစားခဲဆိုင်ကတော့တောင်ချေရရင်ရင်ပြုံးဆိုရတော့ဘိုက်ဆာဆာနဲ့စားလိုက်တာထမင်းသုံးကန်ကုန်သွားပါတယ်ရွှေထမင်းစားပြီးတော့ရရောက်ချင်းသွားခဲ့ resort လေးကတော့ကြိုက်ထီရောတောင်ချေမှာရှိပါတယ်ဒီ hotel လေးကိုရွှေအရန်ကြိုက်လို့ဖုံးဆက်ပြီးတော့ booking ယူထားပါဘေးပက်လေမှာတောင်တန်းကြီးတွေ့ရပြီးတော့ view ကလည်းအရန်လာပါတယ်ရွှေယူထားတော့ဘန်ဂလိုအခန်းလေးပါဒီနေ့ကတော့ခရီးလဲပန်းလာဆိုတော့ hotel မှာပဲအေးအေးဆေးဆေးနားလိုက်ပါအောင်မယ်ရှင်နောက်နေ့မှာကြိုက်ထီရောတောင်ပေါ်သွားပါမယ်ရွှေရွတ်တဲ့ဟိုတယ်ကမနက်9နာရီကနေ9နာရီထိမနက်စာကိုဘူဖေးကျွေးပါတယ်။ဘာကျွေးလဲဆိုတော့ရွှေနဲ့တူသွားကြည့်အောင်နော်။ကျွေးဟာတွေကအစုံမဲ့မွေးငါးလဲပါရဲ့ဂျာဆန်ကျော်ထမင်းကျော်အကုန်ပါပါတယ်။ရွှေကတော့ဟိုဟာနဲ့ဒီဟာနဲ့စားပြီးတော့ကော်ဖီလေးတောက်ခဲ့ပါတယ်။အရသာတော့တော်ကောင်းပါတယ်။ဟိုတယ်ကနေပြီးတော့လမ်းနဲ့ရှောက်လို့ရှိရင်တောင်တက်ကားကြီးရှိပါတယ်။ကမိုးစခန်းကနေပြီးတော့လူတွေအများကြီးတိုးဝေပြီးစီးကြမလို့တော့ဘူးပေါ့။ကားရဲလာတဲ့ကားပေါ်တက်လိုက်ရုံမှာပဲတော်တော်အဆင်ပြေပါတယ်။တောင်တက်ကားလေးအတက်ကတော်တော်ကိုကျန်းတယ်အရှင်ကလုံးဝပြင်းနေတာ။အစပိုင်းတော့မိုးမရွာသေးဘူးပေါ့နော်။မိုးမရွာသေးမျက်နှာကြည်ကြည်လင်းလင်းနဲ့ဖြစ်နေရပါနောက်ပိုင်းတွေကျတောင်ပေါ်ရောက်လာလေအေးပြီးတော့လေမိုးတွေကမိုးပေါက်လေးကျလာလေဒီတောင်တက်ကားရဲ့အရှင်ကြောင့်ကောလေတွေကတဖူးဖူးနဲ့ကွာအရမ်းလိုက်တယ်အခုလိုတောင်တက်ကားစီးရရဲ့အရာသာဒီလိုမျိုးကြိုက်ကြီးရိုးမှာပဲရပါတယ်တောင်ပေါ်ရောက်လာလေမိုးတွေကတော့စရွာနေပေါ့နော်မြူတွေဆိုင်ပြီးတော့အရှိကိုတော့မမြင်ရတော့ပါဘူးဒါအပေါ်ထိမရောက်သေးဘူးလမ်းမှာပဲရှိပါသေးတယ်တောင်ပေါ်ရောက်သွားပါပြီတောင်ပေါ်ရောက်သွားတဲ့အချိန်မှာကြည့်လိုက်အောင်ဘာမှမမြင်ရတော့လုံးဝမှောင်မဲပြီးတော့လေမြူတွေပဲတောင်ပေါ်မှာတော်တော်အေးပါတယ်မြူတွေကအရန်ဆိုင်နေရောဖျားပေါ်တက်လို့မရသေးရောရေတကုံသွားပါမယ်ရေတကုံကားတွေကမရောက်ဘူးကွာနည်းနည်းတော့ကြာတဲ့အတွက်ရွှေကော်ဖီလေးတောက်ပြီးတော့မှကြည့်ပါစက်တွေအငွေ့အတွက်နေရေတကုံကားလာတော့ရေတကုံကားပေါ်တက်ပါတယ်ရေတကုံသွားရဲ့လမ်းကလမ်းလေးကလည်းကျန်းနေကမှုကတစ်တစ်နေခုတော့ရေတကုံရောက်သွားပါပြီရှင်ကားပေါ်ကဆင်းလိုက်တာရေတကုံကိုတန်းတွေ့ရတော့မဟုတ်ပါဘူးတောင်အောက်ထီကိုလမ်းနဲ့ပြန်လျှောက်ရပါအောင်မယ်ရှင်ခုနကရွှေကြိုက်ထီတောင်ပေါ်သွားတော့မြူတွေအရန်ဆိုင်နေဘာမှတော့မမြင်ရရေတကုံမှာတော့မြူတွေလုံးဝမရှိပါဘူးကောင်းကင်ကကြီးလေးမြွတ်တပွက်ရလို့လည်းအရန်ကောင်းပါတောင်အောက်ကိုလမ်းနဲ့ရှောက်ရမယ်ဆိုတော့ Radi လေးတောက်ပါတယ် Radi က28ချစ်ချင်းမြစ်တာတိုင်းရွှေစုတွေလည်းအများကြီးဖောက်ပေးနေရဆိုရွှေတို့လမ်းထဲမှာတော့ရွှေစုဖောက်တဲ့သူတွေတော်ရှိနေပြီရွှေဘဲသွား Radi တပူကတော့အမြဲရွှေလက်ထဲမှာရှိတယ်အခုလည်း free တပူပေါက်ပါရှင် Radi လေးတောက်ပြီးတော့ရှုခင်းတွေကိုကြည့်ပါမယ်ပြီးရင်တော့တောင်အောက်ကိုဆင်းရပါမယ်ရှင်တော်သေးရေတကွန်တို့ဆိုရဲဆိုင်းပုတ်လေးတွေ့လို့ရေတကွန်စီသွားပါမယ်ရှင်အဲ့ဒီတောင်တစ်လုံးကိုဆင်းရတဲ့ရွှေတော်မောနေပြီတိလားသူ့တောင်သွားတဲ့လမ်းလေးအရမ်းမတ်တယ်ကွာအဲ့လမ်းလေးရတာလှရှောက်ရတာလုံးဝမတ်ဆောက်နေရပဲကွာအနေစင်းနေရတယ်ဟာတစောင်းဘောอ่ะเนาะဒီတော်နေစကားတပြောပြောနဲ့ရှောက်ရင်ရေတကွန်ရောက်သွားပါပြီရှင်ရေတကွန်ကြီးမြင်လိုက်တော့စိတ်ကိုကြည်လင်သွားမောရပန်းနိုင်ပါမရှိတော့ပြန်တက်ရရင်တော့မနေမနှောပဲအခုတော့ရေတကွန်ရောက်တော့လေရေလေးပါလေးဆော့လိုက်ပါဦးမယ်ရှင်တောက်နေရပဲ
ရွှေဒုတိယပိုင်းပြန်ဆက်ရရင်တိုက်တီကိုရေတကုံမှာရေကူးပြီးတော့အပေါ်ပြန်တက်လာပြီဆိုတော့ရေဆော့ရတာပျော်ဖို့ကောင်းပြီးတော့အပေါ်ပြန်တက်ရအောင်မနေမနော်တောင်ကမတ်တော့ပိုဆိုးရယ်အခုလိုမျိုးကြိုးစားတက်ပြီးတော့တိုက်တီကိုတောင်ပေါ်ထပ်သွားပါမယ်ရှင်တိုက်တီကိုတောင်ပေါ်မှာတွေ့ရတဲ့အတိုင်းပဲမြူရီကိုစားပြီးတော့အရန်အေးနေပါတယ်တိုက်တီကိုရဲ့ညနေ3နာရီ4နာရီမြင်ခွင့်ရကြတော့တိုက်တီကိုမဟုတ်ဘူးတော့မမြင်ရတော့ပါဘူးရွှေရဖြစ်ချင်တော့အင်ကြီးရေအကုန်လုံးကရေဆိုနေရောရွှေအင်ကြီးအပါလေးပဲရှိရောအင်ကြီးအပါလေးပဲဝေးလာခဲ့ပါတယ်တပတ်လေးခြုံပြီးတော့လေတိုက်တိုင်းများအခုလိုမျိုး hot လို့တိုက်တာတိုက်တီရိုရဲ့17လပိုင်းမှာဘယ်လောက်အေးနေပြီလဲဆိုတာတောက်ပဲကြည့်လိုက်တော့တောင်ကြီးမာနဲ့ရေတကုံမာတော့ရာတီဥရုကအေးစစ်စစ်ပဲပေါ့တိုက်တီရိုတောင်ပေါ်မှာတော့အရှိကိုမမြင်ရတော့မြူတွေနဲ့လုံးဝစိုင်းနေရပါတော့အခုချိန်ကညနေ4နာရီမြင်ခွင့်လေးပဲဖြစ်ပါတယ်တိုက်တီရိုဖျားဖူးမြော်ခြင်းတဲ့သူတွေတွန်းရွှေဗီဒီယိုလေးကိုချားရိုက်ပေးထားပါတယ်တိုက်တီရိုတောင်ပေါ်မှာမတိုးတင်ငန်းတိုင်ပွဲလေးရှိပါသေးတယ်6နာရီမထိုးခင်တောင်အောက်ကိုပြန်ဆင်းဟိုတယ်မှာအမိပြန်အိတ်လိုက်ပါတယ်ဒီနေ့မနက်တော့ရွှေစောစီးထားပြီးတော့ရွှေတို့ဟိုတယ်အရှိရာကတက်ချောင်းတော့ပါမယ်ကရက်ချောင်းကအရန်လာပြီးတော့အရန်တာရပါတယ်စမ်းချောင်းမေးလေးမှာထိုင်ပြီးတော့တွတ်ကြော်နဲ့ခေါင်ရည်အေးလေးကိုလည်းဝင်တော့ခဲ့ပါသေးရဲ့ရှင်ကရက်ချောင်းကနေပြီးကမွန်စခန်းကိုလမ်းလျှောက်လာလိုက်ဈေးရောက်တော့စိတ်ထီကိုပြန်လက်ဆောင်လေးလည်းဝင်ဝယ်ခဲ့ပါသေးရဲ့ရှင်အပြန်လမ်းမှာတော့ရွှေတို့သွားတဲ့ဖျားဘူးကနောက်ထပ်ဖျားနဲ့ဆိုကိုလည်းဝင်ပို့ခဲ့ပါသေးရဲ့တောင်ပေါ်ကိုအခုလိုမျိုးထားလေးနဲ့တက်ရပါတောင်ဟမြင့်ဆိုတော့မှန်ဘလူးနဲ့တခြားဖျားတွေကိုလည်းလိုက်ပြီးတော့ဖုံးမြောင်လို့ရပါတယ်အပြန်လမ်းဖျားတွေကိုလည်းလိုက်ပို့ပေးရဲ့ပြင်ရှောက်တီးတို့ထန်းရည်တို့လည်းထပ်တိုက်ပါသေးရဲ့ရှင်ဒါကတော့ပဲခူးမှာရွှေပရိကျော်ဝင်ဝင်နဲ့ရိုက်ထားပါတွက်တွေဆိုရင်လည်းအခုလိုမျိုးအကောင်အကြီးကြီးရှိပါတယ်ရွှေတို့သွားတဲ့ကားတော့တက်လူကားနဲ့သွားတာပါရွှေကတော့ကားရက်တဲ့နေရာတိုင်းမှာတစ်ခုမဟုတ်တစ်ခုအပေါ်တည်သွားလိုက်ရမှာအခုဆိုရင်လည်းဖားကြော်လေးနဲ့ထန်းရည်လေးနဲ့တောက်နေရပါဒါကတော့ပြည်လာကျွေးရဲ့ပရိကျော်ပါပရိတကောင်ကောင်ရွှေနှခေါင်းလောက်ရှိနောက်တစ်ဆိုင်မှာထက်နာတော့လည်းရွှေအာလူပူတီလေးထက်စားခဲ့ပါသေးတယ်အနက်လေးကမှုရင်းနေရလေးမစားဘဲမနေနိုင်လို့တွေ့သမျှအကုန်တိမ်ကျုံစားနေရပါဒီအာလူပူတီလေးကအရန်စားကောင်းတော့ပဲရွှေရောက်တော့သွားလိုက်စားလိုက်လက်ထဲမှာ900ပဲကျန်ပါတော့ဒီနေ့ vlog လေးကတော့လောက်ပါပဲရှင် bye bye